အားလုံးပဲမင်္ဂလာပါရှင်တက်ခေတ်သတင်းစုံမီဒီယာမှပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့2026ခုနှစ်မတ်လ14ရက်နေ့ညနေပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဒီနေ့တင်ဆက်မယ့်သတင်းလေးကတော့မလမြိုင်ကျွမြို့နယ်၌2025-2026ပညာသင်နှစ်ဖြင့်တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒနဲ့ပထဝီဝင်ဘာသာရဲ့အေဂျင့်စွာဆက်လက်ဖြစ်ဆိုနိုင်တဲ့သတင်းပဲဖြစ်ပါတယ်ရှင်အေယာဝဒိုင်လာကြီးတပ်ဖို့တိုင်ခရိုင်မလမြိုင်ကျွမြို့နယ်တွင်2025-2026ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒနဲ့ပထဝီဝင်ဘာသာရဲ့ကိုယနေ့နေ့နဲ့9နာရီအချိန်ကစာစစ်ဌာနရှိခု၌ကျောင်းသားကျောင်းသူများအေဂျင့်စွာဖြစ်ဆိုလျက်ရှိကြောင်းသိရပါတယ်ရှင်အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲဖြစ်ဆိုကြသည့်ကျောင်းသားကျောင်းသူများအေဂျင့်စွာဖြစ်ဆိုနိုင်ရေးအနည်းငယ်ကိရှိစေရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရန်အတွက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးခေမောင်စီမံကြီးကြပ်မှုဖြင့်ကျန်းမာရေးဝန်ထမ်းများရဲတပ်ဖွဲ့ဝင်များသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ရက်ကွက်အုပ်ချုပ်ရေးမှုများမှလိုအပ်သည့်များကိုပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်လျက်ရှိပါတယ်မလမြိုင်ကျွန်းမြို့နယ်တွင်စာစစ်ဌာန၈ခုရှိပြီးတက္ကသိုလ်ဝင်တဲ့စာမေးပွဲဖြေဆိုသူဦးရေစည်ရရှိ1855ဦးရက်ကွက်သူ124ဦးဝင်ရောက်ဖြေဆိုသူ1932ဦးရှိပြီးဖြေဆိုသည့်ရာခိုင်နှုန်းမှာ93.36ရာခိုင်နှုန်းရှိကြောင်းမြို့နယ်ပညာရေးမှုရုံးမှသိရပါတယ်ရှင်ဒီသတင်းကိုရဲကုမောင်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်ကျမမျိုးနိုးပါ